ပြီးခဲ့တဲ့ကိစ္စတစ်ခုခုကိုပြန်ပြီးတော့သတိရလိုက်မိတာစဉ်းစားမိလိုက်တာပြန်မှတ်မိလိုက်တဲ့အခြေအနေမျိုးဆိုရင်ထိုင်းလိုမျိုး นึกออกนึกออกထုတ်ပြောလိုက်ပါထိုင်းလိုพูดออกมาพูดออกมาမှတ်ထားသည်จดไว้จดไว้เต็งท่าดีเก็บไว้เก็บไว้ท่าไล่ตีลุกขึ้นลุกขึ้นไทยชาดีนั่งลงนั่งลงอยู่ตัวดีเอาไปเอาไปอยู่ลาดีเอามาเอามาလွှင့်ပြစ်လိုက်သည်ทิ้งไปทิ้งไปနောက်ကလိုက်ခဲ့ပါตามมาตามมาပြန်သွားသည်กลับไปกลับไปစဉ်းစားကြည့်ပါคิดดูคิดดู